အားကြောင့်ပို့ဒီကနေအကုန်ဖွင့်ပြလာလို့မရဒီကနေလေအကုန်ဖွင့်ပြလာအဲဒီကရေလေကော့တွေခေါ်လို့လွှတ်ထောက်ကောဖုံပြုတ်ထောက်ဒီမှာမနေ့ကဖြစ်လောက်ဒီကောင်းနဲ့ဟုတ်ပြန်มาဒီကောင်းနဲ့ဒီကောင်းဒီခွေးသားလေးကတော်လိုက်တဲ့ခွေးတွေလာမသိကမွန်းချင်းနေဆရာ ဘူးလို့လွတ်ထွက်ရေကြီးရေရနေပြီအစီပဲအရင်ကနိုပတ်တယ်နဲ့ပါနေဆိုတော့ဆရာလင်းမနေအောင်လို့ဟုတ်လားဖြစ်ပဲအဲ့သုံးလေးပင်ဆိုစားလို့ရတယ်ဆရာတို့စဉ်းစားနေတယ်ဟောဒီကြီးတယ်နော်ပြောရမယ်အဲ့လိုလူဖို့ကိုသူ့ကိုစင်လည်းလုပ်ပေးရတယ်ပြောသူအပြီးပြီးကိုသူ့ကားဆမ်းမလာဘူးပြောဟုတ်သူချအပြားပိတ်အောင်ပါပဲတာပိတ်လိုက်ဟာရေးအဲ့ဒီမှာကောက်ပိတ်လိုက်ပြီရပိတ်လိုက်ရလားဒါဖွင့်ရတာဒီနေ့ဟာဘာလို့ပေါင်းလာတော့ဒီရေးနေဖြစ်လာမှာဆရာ